subscribe to my channel. အမေတို့ရဲ့ဝန်ထမ်းတွေလည်းဒီပဲ။အဲဒီသားမနေတဲ့အခါမှာအဲ့လိုမျိုးပဲကိုယ့်ကိုယ်တော့မဲနေတယ်ပေါ့နော်။ဘယ်လိုမျိုးမဲနေနေကိစ္စတော့အဲ့ဒါတော့ဘူးကြီး။ကိုပါဝင်ကြပြီ။သူဘယ်လိုလဲအဲ့ဒီအောင်ဆိုတော့တဲ့စပင်းကိုဘယ်လိုအောင်ကြောက်ကြပြီ။အပွဲတဲ့ဘယ်လိုလုပ်ကြပြီ။အဲ့ဒါလည်းတော့ချက်လို့ညမနဲ့လို့မျိုးစုံအမြဲတမ်းကြည့်ရတယ်အဲ့ဒီသားမနေတဲ့အခါမှာစိတ်တွေပါနေတယ်ပြောတာ။ဘာပြောတနေ့စိတ်တွေလေးလာပြီးတော့နေရတာဆောင်းတာနေတော့ဒါနဲ့အဲ့ဒီလေးပြောပါလေတော့ဒီတော်လေးစုံရုပ်ရှင်ဇာတ်ကားတွေကြည့်နေဂိမ်းတွေနှိပ်နေချင်းတဲ့စကားနော်အစီပုံမှန်တာတဲ့ဒီကုတဲ့အားရကြသုံးနေဒီအတော့မျက်စိတွေနားလာမယ်ခေါင်းတွေကိုက်လာမယ်ဘောကတွေတော့ရလာပုံတွေလည်းပူတော့ပြလိုက်လေပြက်လာအဲ့ဒီအဲ့ဒီလိုနေစားပွားမှာဒီတိုင်းပဲနေနေလို့ပြစ်တော့လိုက်အဲ့ဒါဒီသားတော့တွေ့ဘူးလားဒါကြောင့်ဒီနေ့ကိုကဒီတိုင်းနေလို့မဖြစ်တော့ဘူးဒီပွားကနေပြောင်းလဲအောင်ငါကြိုးစားမယ်ဆိုတဲ့စိတ်နဲ့ဒါဒီကနေပြီးဒီသားပွားကကြိုးစားနိုင်တဲ့ပြပုတ်တော်ကြီးရှာဖွေလိုက်တဲ့အန်ဒီအပလိုင်းကဒီဆက်ဒီစက်ပြီးခဲ့တာအဲ့ဒီလိုဘိဆက်ပြီးတဲ့ခါမှာပုံလေးချက်လောက်ပြောပြီးတော့ဒီနေ့အန်ဒီကနေအဲ့ဒီလိုဒေတာပွားကနေပြီးတော့လုံးဝနိုင်ဖို့အတွက်အပလိုင်းဘိဆက်ရုံးပေါ်လာပြီးတော့ပြန်လာပြီးနေလာကြည့်ပါမယ်နေလာကြည့်တဲ့အခါမှာရုံးမှာအများကြီးနေလာကြတယ်ကိုတီကိုလည်းသူတွေအများကြီးတွေ့ရတယ်တောင်းတဲ့တောင်းငယ်ပေါင်းကိုလည်းတောင်းတဲ့တောင်းပြင်ကြတယ်ဒီမှုကိုရှင်းပြပေးတယ်ပုံတော့ကိန်းမရင်းနေတယ်ဒီအခုတိုင်းနေတယ်ဒီလိုလေးအေးအေးစစ်တယ်ညာကိုယ်ဒေသအလုံးမှာဘိုးလေးကိုချုပ်ပဲအလက်ကားနေပုံချိန်လိုက်အပြစ်ပြောလိုက်ဝေဖန်လိုက်နဲ့ဒီဘဝမှာပဲနေလို့မဖြစ်တော့ဒီစမစီပွားရေးမှာဘုမမြင်မှုတော့ပဲရှိသေးတယ်အခုကလေးထဲမှာအေးအေးစစ်လေးနဲ့ပညာသင်ပေးရတော့နေတယ်မှာဝင်ရအောင်လုပ်နိုင်တယ်အဲကြောင့်ဒီစီပွားရေးကိုအန်ဒီကကြိုက်လို့300ပဲနဲ့အသိဉာဏ်ကိုလောက်ခံခဲ့တာဖြစ်တယ်ရှင်အဲ့ဒီလိုလောက်ခံရင်းနဲ့ပထမတစ်ပတ်မှာအတိအကလိုင်းကပြောတယ်ပြန်ပြောတာဒါဆိုရင်ကျွန်မဝင်ပဲလူချင်းတဲ့ဘယ်လိုပြအဲ့ဒီဒီလိုဒီလောက်1000 ဆိုတာပေါ့ဒီပါကိုဓာတ်ရှိနေပေးတဲ့ invitation point ဆိုတဲ့အခမ်းအနားရှိတယ်အဲ့ဒါနဲ့ကိုယ်ကမနဲ့ဘာနာနေရင်နေကျစနေတော့အလုံးနဲ့လုံးလာတဲ့အဒီရှိတာဒီကပေါ်လာတာနိုင်တယ်နော်အဲ့ဒါလည်းအလုံးလိုက်ပါဒီဘက်လည်းအကျိုးပေးတဲ့အပိုင်းနဲ့နောက်ကလည်းလာဒီစက်ရဲ့ဘာမှအကျိုးမပေးရဒီနော်အဲ့ဒီလိုက်တဲ့ခါမှာဒီမှာအပေါင်းကိုကြည့်တာအဲ့ဒါမှကြတယ်တက်ဖို့တက်ချင်ဟုတ်ဒီပါဟုတ်တယ်ပါရွယ်တယ်တို့အိမ်ကမှာပဲထားလာရေချိုးပေးတယ်တမင်းပြည့်ပေးတယ်အစားလဲပေးတယ်အိမ်ကမှာအေးစေးထားတဲ့ကြားနိုင်တဲ့လုပ်ရတော့
ဒီနေ့သူတော်မဒီနေ့စီးပွားရေးမှာဘောင်းရာလူကိုတက်ပြီးစီးပြီးထပ်မှာစစ်တက်ယူနိုင်တယ်လေအန်ဒီအတွေ့နော်ဒါသူ့တော့အသက်မကြီးသေးဘူးဒါလေသူ့လိုပဲစီးပြီးထပ်မှာစစ်တက်ယူရနိုင်သေးတယ်ဆိုတာကိုပုဂ္ဂိုလ်အားကြောင့်ဒီနေ့အဲ့ဒီလိုကိုသူတင်တာပြည့်တယ်နောက်တစ်ချိန်ဒီလို inspiration ဖတ်တာရှိခဲ့စစ်တက်ယူရတယ်တွေးခဲ့တာအခုကိုကြုံသွားခဲ့တယ်အဲ့ဒီပွဲကနေပြန်တဲ့အခါမှာလိုလုံးရမလဲအဲ့ကြုံနေတဲ့ဘာလဲကြာကြီးရဲ့ချက်လာနော်အဲ့ဒီပွဲကနေပြန်တဲ့အခါနောက်တစ်ချိန်လိုလုံးရမလဲဆိုတာကိုသိတဲ့ apply နေအားဆိုရင်နဲ့အန်ဒီနဲ့ point base မှာရှိသေးတယ်အဲ့ဒီတော့ဝင်လာတော့ပွဲရစိတ်အဲ့ဒါကြီးမပွင့်ရသေးဘူးတော့ point နဲ့ခါတဲ့ point မှာပါလေအဲ့ဒီမဲ့တော့လိုက်တဲ့စကားတွေကတိုင်းရဲ့ဘဝတွေကြောင်းလဲပြီးနိုင်တဲ့အတွေ့အခေါ်တွေပြောပေးခဲ့တယ်အရင်ကောင်းတယ်ဘိုးတွေမြန်မာနိုင်ငံကနေထိုင်းတက်လာတဲ့အချိန်မှာရည်ရွယ်ချက်တွေရည်ပန်းချက်တွေတို့တက်လာတယ်ဟုတ်တယ်မလားဒါပေမဲ့အဒီလေးရည်ပန်းချက်နဲ့လာတယ်ဒီထိုင်းနိုင်ငံမှာဒေသလုံးလုပ်တဲ့တော်ရင်ပြောရင်ကားနဲ့ပြောရင်တော့ပြပဲလုပ်တယ်ပတ်စံစုပြီးပေနေနဲ့အိမ်မှာပုံတိုင်းဖွင့်တယ်ဒီတိုင်းဖွင့်တယ်ဒီပဲချက်နဲ့လာဒီအနေတော့ကြတယ်ဆက်လက်တယ်ဒီပုံတိုင်းဆိုတော့ဝေရောအကျွေးကြည့်နေရှိတယ်အမပြုတ်ပြပြောင်းလဲမှုမရှိဘူးအဲဆိုဒီနေ့ကနေသားမှဒီတိုင်းနေခဲ့ရတာတိတိအများကြီးကြာဘာလို့ဒီစီးပွားရေးနဲ့တွေ့တာအထွေးပြောင်းကြလာကြည်လားနော်ဘာလို့လဲဒီနေ့ဒီစီးပွားရေးအော်ဒီမှာအားနေပဲလုပ်နေပြီငါလည်းလုံးနိုင်ရမယ်အဲ့ဒီလိုအတွင်းနဲ့အဲ့ဒီဝိုင်းပွဲကအပြန်မှာပုတ်ပုတ်ကိုအားရှိတယ်ဒီနေ့ဝိုင်းပွဲပြန်တဲ့ခါမှာသူများတွေကငိုကြတယ်အန်ဒီလည်းလိုက်ပို့တာပဲဘာဖြစ်လဲရှမ်းစကားနားလည်လားနားမလဲဘာသာဖြစ်အဲ့ဒီပို့လာတဲ့ကြွယ်ချက်ဒီအန်ဒီတို့ဘာသာပြန်ပေးတဲ့ apply နီးပြတွေကငါအောင်မြင်အောင်လုံးဝဖြစ်မယ်ငါအောင်မြင်တာအောင်မြင်ခဲ့ရင်ငါရဲ့အဖေတွေမိတွေဟာအကျွေးတွေလည်းလာတောင်းတဲ့အခါမခံရတော့ဘူးမိုးလုံလေလုံတိုက်ကြီးနဲ့လည်းနေရမယ်ဒီနေ့အလူတန်းတွေလည်းအများကြီးလုပ်ရမယ်နေထိုင်မကောင်းလို့စေးအောင်စေးကန်းလည်းခဏသွားစရာမလိုတော့အောင်ငါပတ်စံနေအများကြီးပြန်ပေးမယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့ဒီဝိုင်းပွဲကပြန်တဲ့အခါမှာအန်ဒီဒါ executive ယာရုကိုမရအောင်ပိတ်ခဲ့တယ်ပေါ့နော်အဲ့ဒီလိုပိတ်ခဲ့တဲ့အခါမှာလီတာကြီးပိတ်ခဲ့တဲ့အခါမှာစူးစမ်းပြီးလှုပ်ဆောင်လိုက်တာနော်နီးစနစ်နဲ့ရှိတယ်ဒီစီးပွားရေးမှာနီးစနစ်အဲ့တော့အဲ့ဒီပွဲကနေအပြန်ပြီးစူးစမ်းတဲ့အခါမှာဒီနေ့ apply နီးပြတွေပြောတဲ့အတိုင်းလိုက်လုပ်တဲ့အတွက်အန်ဒီကတစ်လ1000ဆိုတဲ့ brown ယာတုကိုပထမဆုံးခြေလမ်းအန်ဒီရရှိခဲ့ပါတယ်ရှင်ဒီနေ့ဒီအရာလေးကဘာကြောင့်ရတယ်လဲဆိုတာကိုပြပြပေးမယ်အန်ဒီမှာဒါ PowerPoint မရှိတဲ့အခါဒီတိုင်းလေးပြောမယ်နော်ဘာလို့လဲဆိုတော့ဒီစိတ်ကူးဒီအန်ဒီဒီဘာကြောင့်လဲဆိုတော့သူများတောင်ရအောင်လုပ်နိုင်သေးရင်ငါဘာလို့မရနိုင်ရမှာလဲဆိုတဲ့ကိုယ့်ရဲ့ရင်ထဲကကြုံရတဲ့အတန်ကြောင့်အန်ဒီဘရောင်းယာတုကိုရအောင်ယူခဲ့တာသူများတွေလည်းရနေတာလေငါဘာလို့မရရမှာလဲနော်သူများတွေဘလို့လုံးလို့ရတာလဲသူများဘလို့စူးစမ်းလို့ရတာလဲဒီနေ့ဒီစီးပွားရေးမှာစောရတဲ့ပြောတယ်ရုပ်ချောစရာမလိုဘူးပညာတတ်စရာမလိုဘူးရှားစကားတတ်စရာမလိုဘူးဒီနေ့ခုန MC ပြောသွားတယ်ဒီရှားစကားလုံးဝမတတ်ဘူးဘယ်မှလည်းမသွားတတ်ဘူးအဲ့လိုမျိုးအလွန်လဲချော်တွေတဲကနေမှရအောင်ကိုစူးစမ်းပြီးတော့ရုံးကိုသွားလိုက်တနင်္ဂနွေပိတ်ရက်တွေမှာသွားလိုက်လေးလာလိုက်လုံရင်းတဲ့ဒါအန်တီ8လပဲကြာတယ်နော်အသင်းဝင်တဲ့နေ့ကစတွက်မယ်ဆို8လပဲကြာမှာတစ်လကို1000ဆိုတဲ့ယာတုကိုရအောင်ယူနိုင်ခဲ့တာဖြစ်ပါတယ်ရှင်
ဒါကြောင့်ဒီစီးပွားရေးမှာကိုမတော်ဘူးမတက်ဘူးရုပ်မချောဘူးပညာမတက်ဘူးငါအိမ်အလုပ်လုပ်ရလို့ငါလန်တရာအလုပ်တွေလုပ်ရလို့ငါကတော့ဘလို့သူများနှိမ့်ကြတဲ့အလုပ်တွေလုပ်ရလို့ဆိုတွေးပြီးအားငယ်နေလို့မရဘူးမြန်မာနိုင်ငံမှာဘွဲရပညာတတ်တွေအများကြီးဒီနေ့ဒီထဲမှာပညာတတ်တွေအများကြီးမရှိဘူးလားနော်ပညာတတ်တွေအများကြီးရှိတယ်သူများနိုင်ငံလာဘာလုပ်လဲကော်ဆန်းလုပ်ရတယ်အိမ်ကူလုပ်ရတယ်ခလေးထိန်းရတယ်ဈေးရောင်းရတယ်သူလဲဒီလုပ်ကိုလဲဒီလုပ်ပညာမတတ်တဲ့သူလဲဒီလုပ်ပဲပညာတတ်တဲ့သူလဲဒီလုပ်ပဲဒါဆိုဒီနေ့ဒီဆက်ဆက်မောစီးပွားရေးမှာဒါတွေလိုအပ်လားမလိုအပ်ဘူးပညာမတတ်လဲဝင်ငွေရာထူးရပြီဟိုးဒိုင်းမိုးဘလူးဒိုင်းမိုးတိရအောင်ယူနိုင်လို့ရတယ်ရှင်ဒါကြောင့်ဆက်ဆက်မောစီးပွားရေးဒီလူတိုင်းကိုမခွဲကြဘူးလူမျိုးဘာသာခွဲခြားမထားဘူးလူတိုင်းစ조사ရင်စ조사သလောက်3နှစ်မှ5နှစ်စ조사ရင်လူတိုင်းအောင်မြင်နိုင်တာဖြစ်တယ်နော်ရရနောက်တစ်ပုတ်ပြီးလို့ရှိရင်အန်တီယာဆိုလို့ရှိရင်ဒါဒီသက်ဆက်ပွဲဆိုတာရှိတယ်အန်တီတို့အောင်မြင်ခြင်းနဲ့ကိုကလောဘကြီးလာတယ်လူတွေကတကယ်လောဘရှိတယ်နော်ငါဒီနေ့ပတ်စံ100ရတယ်ဆိုမနေ့ဖန်ကြငါ200လို့ခြင်းတယ်ဒါလူတွေရဲ့ဖြစ်တတ်တဲ့သဘာဝဒါကြောင့်ဒီနေ့အန်တီတစ်လ1000ရပြီးတဲ့နောက်ပိုင်းမှာငါ1000ဆိုတာလေးလိုချင်လာတယ်3000ဆိုတာလေးလည်းလိုချင်လာတယ်နော်9000ဆိုတာပို့ပြီးမမောလာတယ်ဘာကြောင့်လဲဒီနေ့ဒီဆက်ဆက်ပွဲဆိုတာကပါဒါတို့တွေလူအများကြီးဘရောင်းယာတုကနေစပြီးတော့ဘယ်လိုပလက်တီနမ်ကျူဆောင်ယာတုကနေစပြီးတော့မှဟိုဒိုင်းမွန်ဘလူးဒိုင်းမွန်ဘလက်ဒိုင်းမွန်ထိကိုစုပေးတဲ့ပွဲခန်းတာအဲ့ဒီပွဲမှာဆိုရင်ဒီနေ့ထဲမှာပုံမပါဘူးလူအများကြီးကတယောက်နဲ့တယောက်မသိဘူးဒါပေမဲ့တို့တွေဘာဖြစ်လဲစီလုံးမှုဆိုတာကိုရှိတယ်ပျော်ရွှင်မှုဆိုတာတွေလည်းရှိလာတယ်အားကြမှုဆိုတာတွေလည်းခံစားလာတယ်ဒီနေ့တို့တွေမှာစားတောက်ဖွဲ့ရတယ်ဆိုလဲတစ်ခါမစားဘူးတဲ့ຢာတွေတစ်ခါမှမမြင်ဘူးတဲ့ຢာတွေအဲ့ဒီလိုပွဲခန်းသားကြီးထဲမှာရောက်ရှိတဲ့အခါမှာကိုငါဒီနေရာတွေကိုရောက်ဘူးပါပြီလားငါဘွားမှာဒီနေရာကြီးကိုအိမ်မက်တောင်းမက်ဘူးခဲ့ဘူးနေစားမှာမူကထဆိုင်တောင်တစ်လတစ်ခါသွားမစားဘူးနှစ်မျောတို့နော်အိုးပစံကုံမှာအရန်ကြောက်တာဒါပေမဲ့ဒီစီးပွားရေးရောက်လာတဲ့အခါမှာငါတို့တွေကြည်တန်းတကားမှမစားဘူးတဲ့အရာတွေငါတို့စားရပါလားငါတို့မမြင်ဘူးတဲ့အရာတွေအများကြီးမြင်ရပါလားဒီနေ့အောင်မြင်သွားတဲ့ဒိုင်းမွန်ဘလူးဒိုင်းမွန်အစားရှိတဲ့လူတွေအပါဝင်တထေးတွေကစပြီးတော့အကုန်လုံးမင်္ဂလာပါနဲ့နှုတ်ဆက်တဲ့အခါမှာငါတို့လူရဝင်ပြီနော်ဒါတော့မှတစ်လ1000ပဲရှိသေးတယ်ဒီပွဲကိုသွားခဲ့တာဒါဆိုငါဒီတစ်လ9000သာရလို့စီမြင့်ထက်မှာစုတက်ယူနိုင်ခဲ့တယ်ဆိုရင်ငါလူရဝင်တဲ့လူတစ်ယောက်ဖြစ်ပြီနော်အဲ့ဒီလိုတွင်းနဲ့ဒီသက်ဆက်ပွဲကိုတက်တဲ့အခါမှာအတွေ့အကြုံတွေသင်ခန်းစာတွေပညာတွေအများကြီးရရှိလာတယ်ဒီနေ့လူတစ်ယောက်ကပညာသင်တယ်ဆိုတာယာတို့ရတာမဟုတ်ဘူးပညာသင်တာယာတို့ရတာမဟုတ်ဘူးပညာသင်ခြင်းရဲ့အဓိကသည်ကိုအရေးရှင်းနေတိုးပွားစေတာကိုအောင်မြင်မှုကိုသွားဖို့ဘယ်လိုလုပ်ရမလဲဆိုတဲ့နည်းစနစ်တွေကိုချပြပေးတာဖြစ်တယ်ဒါကြောင့်ပညာဆိုတာလူတိုင်းသင်ယူသင့်တယ်ဒီနေ့အောင်မြင်သွားတဲ့တထေးတွေကိုယ်တိုင်တော့ခုချိန်ဒီပညာသင်ယူနေတော့ဒါဆိုအန်တီတို့ကပညာသင်ဖို့မလိုဘူးလားဒါဆိုပညာတွေသင်ယူမှသာကိုယ့်အတွက်အတွေ့ခေါ်တွေအတွေ့အကြုံတွေကိုယ့်အတွက်အရေးရှင်းဆိုတာတွေတိုးပွားလာတာဖြစ်တဲ့အတွက်ဒီလိုအတွေ့အကြုံသင်ခန်းစာတွေကနေမှကိုကနေပြီးတော့ဒီစီးပွားရေးမှာငါအောင်မြင်အောင်ဘယ်လိုလုပ်ရမလဲဆိုတဲ့အရာတွေကိုလက်တွေ့လုံးမသာလျှင်လူတယောက်ကအောင်မြင်မှုဆိုတာရတာဒါကြောင့်ဒီနေ့ဒီပွဲကနေပြန်တဲ့အချိန်မှာအန်တီထပ်ပြီးတော့ပလက်တီနမ်ဆိုတဲ့စုကိုအရန်လိုချင်လာတယ်လိုချင်လာတော့ apply နီးပြတွေကိုအန်တီမေးတယ်နော်လီတာကြီးအဲ့တော့ apply နီးပြတွေကိုမေးတော့ဘယ်လိုပြောလဲဆိုတော့ apply နီးပြကဟေးအန်တီမပူနဲ့နောက်ထပ်ပလက်တီနမ်လိုချင်တယ်ဟောလူတိုင်းလုပ်လို့ရတယ်အားမငယ်တဲ့အန်တီရနိုင်တယ်လာတို့တွေပွဲခန်းသားရှေ့ဆုံးကတက်မဲ့ဒီမှာအန်တီရှေ့ဆုံးကတက်တယ်အတိလားရှင်လူတွေနော်အဲ့တော့အဲ့ဒီပွဲကမှလေပွဲဆိုလဲဘယ်ပွဲမှအလို့မကန်ရှေ့ဆုံးကတက်တာဟိုး2နာရီ3နာရီတထသွားတယ်တက်ကြွနေတာပဲငါအသက်ကြီးလို့ငါရုပ်မချောလို့ပညာမတတ်လို့ဘတော်မှအားမငယ်ခဲ့ဘူးဒီနေ့ထိစိတ်တမကြဘူးငါအောင်မြင်မယ်ဆိုတဲ့ယုံကြည်ချက်ကအန်တီကအမြဲတမ်းရှိခဲ့တာဒါကြောင့်ပွဲခန်းသားရှေ့ဆုံးကတက်တယ်ဟော apply နီးပြအစစ်စစ်နေနဲ့ home meeting တွေသွားပြီးစင်းတယ် home meeting အတွေ့အကြုံရအောင်လိုက်ခဲ့တဲ့သွားတယ်အန်တီဘယ်လီတာခေါင်းဆောင်နဲ့ဖြစ်ဖြစ်အန်တီလိုက်တယ်အဲ့လိုပညာတွေသင်ပြီးတဲ့အခါမှာဒီနေ့ downline တွေ side line တွေအကုန်လုံးနဲ့အမြဲတမ်းတိုင်ပင်ဆွေးနွေးပြီးတော့နီးစနစ်တိုင်းအန်တီစ조사ခဲ့တယ်ရှင်အဲ့ဒီလိုစ조사မှုမှာဒီနေ့အန်တီသိလို့လားဆိုတော့မသိဘူးတက်လို့လားဆိုတော့မတက်ဘူးဒီနေ့အောင်မြင်သွားတဲ့လီတာခေါင်းဆောင်တိုင်းဟာဝင်လာတဲ့ကဘယ်သူမှမတက်ဘူးဘယ်သူမှမတော်ဘူး
တော်အောင်တက်အောင်တို့တွေခုလိုမျိုးပညာသင်တန်းတွေတဲ့မှသာလေကိုကတော်တဲ့တက်တဲ့သူတွေဖြစ်ပြီးတော့ယာဒူးရအောင်ဘလို့လုပ်ရမလဲဝင်ငွေရအောင်ဘလို့လုပ်ရမလဲငါဘွားပြောင်းလဲအောင်ဘလို့စူးစမ်းရမလဲဆိုတဲ့အတွေးတွေနဲ့လက်တွေ့ဆိုတာတွေလှုပ်ဆောင်ခဲ့လို့เนาะဒီနေ့ယာဒူးဝင်ငွေဆိုတာတွေရရှိခဲ့တာဖြစ်ပါတယ်ဒါဆိုရင်နေ့လီတာကြီးဒါဆိုဒီနေ့တို့တွေကနေအဲ့ဒီလိုမျိုးစူးစမ်းရင်နဲ့ဒီပလက်တီနမ်ယာဒူးကိုလိုချင်တာမှတကယ်ပြောတာနော်လူပါလေအိမ်မက်တွေပါမဲ့တာငါသာပလက်တီနမ်ရလို့စင်ပြင်းပေါ်တက်ခဲ့ရင်ငါဘလို့ဝစ်စားလေးဝစ်သွားမှလည်းမသိဘူးငါဘလို့မျိုးအလှပြင်ရမှလည်းမသိဘူးเนาะကိုတွေးတယ်ဘာလို့ကိုကလေရိုးပဲနေခဲ့တဲ့ခါမှာဒီမိတ်ကနှခမ်းဒီတကယ်မလိမ့်ဘူးတောင်းမြင့်ဖက်လည်းမစီဘူးရှင်းပဲအဲ့တော့အန်တီဘလို့လုံးရမလဲဆိုတာမသိတဲ့ခါမှာပလက်တီနမ်နေရပြီဆိုလဲဆိုတော့စားတော့ဒီညတာစားပွဲကိုသွားတဲ့ခါမှာဂါဝင်တွေဝေးရတယ်သူများတွေကခန္ဓာကိုယ်လေးတွေလှတော့ဘလို့လေးတွေဝေးလှနေရအန်တီကျတော့ဝါတဲ့ခါကျတော့ဘလို့ပဲဝေးအစင်မပြေဘူးလေဒါပေမဲ့သူများနီးတူသူများလို့ရအောင်တာငါလုပ်ခဲ့တာပဲလှမလှသူတို့ဂါဝင်ဝေးရင်ငါဂါဝင်ဝေးနိုင်တယ်သူများတောင်းမြင့်စီးနိုင်ရင်ငါလည်းတောင်းမြင့်စီးနိုင်ရမယ်လှမလှအဓိကဒီကိုဖြစ်ချင်တဲ့အရာဖြစ်ခွင့်ရပြီလေလှအောင်ဆက်ဆက်မောစီးပွားရေးကပစ္စည်းတွေသုံးမှာပေါ့နော်ဒါကြောင့်ဒီနေ့အန်တီအဲ့ဒီလိုမျိုးစူးစမ်းလိုက်တာ apply နီးပြပြောတဲ့အတိုင်းကိုလိုက်ပြီးလုပ်တယ်ကိုဖြစ်ချင်တဲ့အရာကိုဖြစ်အောင်ကိုယ်တိုင်လက်တွေ့ကျကျလိုက်ပြီးလုပ်ခဲ့တဲ့အတွက်ဒါအန်တီတစ်လောက်9000ဆိုပြီးတော့ပလက်တီနမ်ကျူဆောင်စုကို2လဆက်တိုက်ရပြီးမှစင်မြင့်ထက်မှာအန်တီစုတက်ယူနိုင်ခဲ့ပါတယ်ရှင်ဒီနေ့သားတို့သမီးတို့ကိုအားငယ်နေလားတွေးကြည့်ဟာငါငယ်သေးတယ်ငါပညာမတတ်ဘူးငါရုပ်မချော်ဘူးငါသူများအိမ်မှာအလုပ်လုပ်နေလို့ငါဖြစ်နိုင်ပါမလားငါရနိုင်ပါမလားဒီနေ့အန်တီကတော့ပြောတယ် तू အသက်ကြီးပဲလုံနိုင်တယ်ရနိုင်တယ်လို့ပြောတယ်ဒီနေ့အန်တီတကယ်လက်တွေ့လုပ်ခဲ့တာလေဒါအန်တီစာဖတ်ပြောတာမဟုတ်အတွေ့အကြုံနဲ့ပြောတာဟုတ်တယ်မလားဒါကြောင့်ဒီနေ့ဒီစီးပွားရေးမှာပညာတက်လဲယာဒူးရအောင်လုပ်နိုင်တယ်လို့ပညာမတက်လဲယာဒူးရအောင်လုပ်နိုင်ပါတယ်နော်ဒါကြောင့်ဒီနေ့အန်တီဒီလိုစိတ်ထားမျိုးနဲ့ဒီစီးပွားရေးမှာဝင်ငွေတွေရအောင်လှုပ်ဆောင်နိုင်တာဒီကိုတယောက်တည်းတော်လို့မဟုတ်ဘူးခုနကတော့အဖွဲ့အစည်းအကုန်တူစ조사တယ် apply နီးပြတွေပြောတဲ့အတိုင်းလိုက်လုပ်တယ်ဒီနေ့ကိုဒီယုံကြည်မှုရှိတယ်ဘာကြောင့်လဲသူများလုံးလို့ရရင်ငါလုံးလို့ရတယ်ဆိုတဲ့အတွေးဟာအမြဲတမ်းရှိခဲ့တာဖြစ်တဲ့အတွက်ရအောင်လုပ်ခဲ့တာလူတယောက်ရဲ့စိတ်ဆိုတာဒီအတွေးပေါ်မှာမူတည်တယ်ဒီနေ့ငါရအောင်လုပ်မယ်ဖြစ်အောင်လုပ်မယ်အောင်မြင်အောင်စူးစမ်းမယ်ဆိုရင်အောင်ကိုအောင်မြင်တယ်မဖြစ်နိုင်ပါဘူးလေငါနေစားလဲနားနိုင်မှာမဟုတ်ဘူးငါလုံးလို့မနိုင်ပါဘူးလေဆိုအဲ့နေစားဘွားမှာအကုန်ကြံခဲ့မှာပဲဒီနေ့အန်တီတငယ်ချင်းတွေအကုန်လုံးအတူတူလာတယ်အကုန်လုံးနေစားဘွားမှာကြံခဲ့တယ်ဒီနေ့အန်တီဆက်သက်မော်စီဘွားမှာအေးစေးပဲနော်အခုနေစားဘွားလဲနားနိုင်ပြီမြန်မာနိုင်ငံကိုလဲဒါ2နှစ်ပြန်နိုင်ပြီးသွားပြီဒီကြားထဲမှာဒါဆိုဒီနေ့အန်တီပြောခြင်းတယ်ဒီနေ့ကိုအထင်သေးကိုတိမ်ငယ်နေတဲ့သူတွေရှိတယ်ဆိုဘယ်တော့မှမတိမ်ငယ်နဲ့အန်တီတောင်လုံနိုင်သေးတာဘာလို့မလုံနိုင်ရမှာလဲနော်ဒါဆိုဒီနေ့ကိုယ့်ရဲ့အတွေးတွေကိုလည်းပြောင်းလဲဖို့လိုပါတယ်နော်အတွေးကကိုယ့်ရဲ့ဘဝဖြစ်တယ်ဒါကြောင့်ဒီနေ့ကိုယ့်ဘဝပြောင်းလဲခြင်းတယ်ဆိုကိုယ့်ရဲ့အတွေးတွေကိုချိန်ပါပြောင်းလဲပြစ်ပါဒီတိုင်းနေစားဘဝမှာမနေနဲ့နော်ဒါကြောင့်ဒီနေ့အန်တီကအတွေးခေါ်လေးပြောပြခြင်းတယ်ဒီနေ့ဒီမှာရေငတ်နေတော့ကြီးတကောင်ဒီနေ့ရေငတ်တဲ့ကြီးက तू ကတောင်ကုန်းတစ်ခုပေါ်ရောက်သွားခါမှာရေအရန်ငတ်နေတယ်ရေအရန်ငတ်လို့ရေတောက်ချင်လို့ရေလိုက်ရှာတဲ့ခါမှာအပင်တပင်ရဲ့အောက်မှာရေကရားအိုးလေးကိုတွေ့လို့ကြည့်လိုက်တော့ရေလေးတွေတော့ဝမ်းသာပါတယ်။ तू ဟာရေစာလုံးအားကြီးလို့ तू ကို तू သေတော့မယ်လို့တွေးထားမိတယ်ဒီရေလေးကိုတွေးတဲ့ခါမှာပျော်ရွှင်ပြီးတော့ရေကိုသွားတောက်တော့သူ့ရဲ့နှုတ်သီးနဲ့ဒီခေါင်းလေးရေတစ်ပိုက်ခေါင်းလေးနဲ့ကမမီတော့ဘူးမမီတော့ तू တွေးတယ်ကြံတယ်တွေးနေတောင်ကုန်းတွေမှာပတ်ရှာပြီးကြောက်ခဲလေးတွေကိုသဲပြီးတော့ဒီထဲကိုတခဲပြီးတခဲ तू အင်အားရှိသလောက်နဲ့ तू ကဒီကရားတဲ့ကိုဖြစ်တဲ့ခါမှာရေလေးကမျက်နှာပြင်လေးကမြင့်တက်လာတော့နှုတ်သီးလေးနဲ့အလွယ်တကူတောက်ယူလာနိုင်ခဲ့တယ်ဒါဆိုရင်ဒီလိုတရဝါတစ်ခုတောင်မှတရဝါကောင်တစ်ကောင်တောင်မှသူ့ရဲ့ရေစာနေတဲ့အစာကိုသူ့ရဲ့ညံမီသလောက်ကလေးနဲ့ကြိုးစားခဲ့တာတောင်ရေကိုဝအောင်တောက်နိုင်ခဲ့တဲ့ခါမှာအသက်ချမ်းသာရာရသွားခဲ့တယ်ပျော်ရွှင်မှုလွတ်လပ်မှုဆိုတဲ့အရာတွေသူ့ဘဝမှာအများကြီးရရှိခဲ့တယ်ဒါဆိုတို့တွေရောဒီနေ့တို့မှာနေစားမှနေပြီးအကျွေးပေးရပြန်ပြီပတ်စပို့ပေးရပြန်ပြီအိမ်ကိုပေးရပြန်ပြီ
အမျိုးမျိုးသောအကြောင်းပြတဲ့တင်နဲ့စိတ်တင်ကြီးပြီးတချို့ဆိုချစ်နဲ့လမ်းခွဲလို့စိတ်ညစ်ရတာနဲ့ဟာဟုတ်လားမလားအော်ဂိမ်းနေနှိပ်လို့ရှုံးလို့စိတ်ညစ်ရတာနဲ့အကျွေးတွေတင်လို့နော်စိတ်ညစ်ရတာနဲ့အဲ့ဒီစိတ်ညစ်နေတဲ့ရာဒီအများအားထိုင်စိတ်ညစ်နေအဲ့နေသားဘဝနေတက်မှာမဟုတ်တော့ဘူးကိုပြန်ပြီးအတွေးကိုပြောင်းလဲရမှာငါနေစားနားနိုင်အောင်ဘလို့လေးတွေလုပ်ရမလဲသူများတွေဘာတွေဘလို့လုပ်နေကြလဲသူများတွေတနေ့ကိုနေပိတ်ရက်ဒီမှာဘာတွေလေးလာနေတာလဲငါလေးလာကြည့်မယ်ဆိုတဲ့အတွေးလေးတွေပဲစဉ်းစားကြည့်ဒီနေ့အဲ့ဒီစိတ်ညစ်နေတဲ့အရာကနေကိုကပြောင်းလဲမှုဆိုတာဖြစ်လာတယ်နော်ဒါဆိုနောက်ထပ်ကလေးတစ်ပုံလေးနဲ့သွားမယ်ပေါ့နော်နောက်ထပ်တစ်ခုမှじゃဒီနေ့တို့ကရည်ရွယ်ချက်ချင်းမတူတဲ့အခါတဲ့ဒီနေ့တို့တွေမှာနေစားမှနေတဲ့သူတွေတွေးတဲ့လူတွေရည်ရွယ်ချက်ချင်းလည်းမတူတချို့ကတွေးတယ်ငါဒီနေစားမှငါဘယ်နှစ်နှစ်နေမယ်နောက်ထပ်ငါဘယ်နှစ်နှစ်နေမယ်အိမ်ကိုဘလို့ပေးမယ်သူတို့မှတော့ရည်ရွယ်ချက်ကနေစားမှတော့အများကြီးပေါ့ဒါပေမဲ့အတွေးချင်းကြမတူဘူးလေနော်အတွေးချင်းမတူဒီနေ့ရင်ကောင်တစ်ကောင်နဲ့ပြားတစ်ကောင်ကြည့်ရင်ကောင်နဲ့ပြားကောင်နဲ့လမ်းမှာအတူတူစုံတဲ့အခါမှာအတူတူသွားတယ်ပေါ့သွားတဲ့အခါမှာပြားရင်ကောင်ကနေဘာပြောဆိုလာတငယ်ချင်းငါတို့အတူတူသွားကြမယ်ဟေးမင်းနဲ့ငါအတူတူမသွားနိုင်ဘူးတဲ့ဟာဘာဖြစ်လို့လဲတဲ့မင်းကရင်ကောင်ဆိုတာအညီအဝဲတွေကိုစားသုံးတဲ့သူအပုပ်အဆက်တွေဟိုမစင်တွေကိုစားနေတဲ့တရားဖြစ်တဲ့ငါမင်းနဲ့လမ်းအတူတူမသွားနိုင်ဘူးမင်းရောဘာထူးလို့လဲတဲ့ငါကပန်းဝင်းကြီးလေးတွေကိုစုပ်ပြီးတော့ပန်းဝင်းကျင်မှာငါတို့ကဘယ်လိုပြောမလဲကောင်းတဲ့မွန်တဲ့အရာလေးကိုလုပ်တာသူများကိုငါတို့ကနာကျင်အောင်မလုပ်ဘူးတဲ့အဲ့တော့သူပြောတယ်အေးနာကျင်အောင်မလုပ်ပေနဲ့မင်းကအညီဝဲနေရှိတယ်လူတယောက်ကိုသွားပြီးတော့နားလိုက်မယ်ဆိုရင်မင်းရဲ့ယောဂါတွေကုသွားပြီးလူတယောက်ဒုက္ခရောက်သွားနိုင်တယ်နော်အဲ့ဒီလိုမျိုးပြောတဲ့အခါမှာသူကဘာပြောလဲဟုတ်တယ်လူတယောက်ကရည်ရွယ်ချက်ချင်းမတူဘူးလမ်းသွားတာချင်းမတူဘူးအလုံးလုံးပုံချင်းမတူဘူးစိတ်ကူးတာချင်းမတူဘူးအိမ်မက်ချင်းမတူဘူးလုံးဆောင်ချက်ချင်းမတူတာဖြစ်တဲ့အတွက်မင်းနဲ့ငါအတူတူနေလို့မရဘူးအတူတူသွားလို့မရဘူးဒါကြောင့်ဒီနေ့တို့တွေစီးပွားရေးမှာနေစားမှနေတဲ့သူသည်နေစားအတွေ့ပဲရှိတယ်ဟုတ်လားသူထက်တာမနာလို့ပဲနော်သူကောင်းကောင်းဝိတဲ့သူကောင်းကောင်းစားတယ်ဆိုရင်မနာလို့တော့သူဘာလုပ်နေတာတော့သူ့ဘဝကြည့်နေပြီးရင်ဘဝပြတ်မှာကြည့်နေသူ့ကိုနော်ဘာဖြစ်လဲအမြဲတမ်းစောင်းချိတ်ပြီးဒီလူကိုပဲခြေဆုံးကောင်းဆုံးကြည့်ပြီးအမြဲတမ်းဝေဖန်နေတာပြောနေတာဒါဆိုဒီနေ့အဲ့ဒီနေစားဘဝမှာနေတဲ့သူကိုယ့်အတွက်အတွေးခေါ်တွေကဘလို့လဲချမ်းသာနိုင်တဲ့အတွေးကိုရနိုင်သလားအတင်းပြောနိုင်တဲ့အတွေးပဲရနိုင်သလားဟုတ်လားမိုးလေးလိုက်ဟိုဆယ်လီကဘလို့ဒီဆယ်လီကဘလို့ဟိုမင်းသမီးကဘလို့ဒီမင်းသမီးကဘလို့ဟိုကောင်မဟိုကောင်နဲ့ဘလို့ပတ်ဝန်းကျင်မှာဗမာလဲအတွေးတွေကိုဘွားပြောင်းလဲနိုင်တဲ့အတွေ့ရှိလားမရှိဘူးဒီနေ့ဆက်ဆက်မော်စီးပွားရေးမှာတို့တွေဘဝကိုပြောင်းလဲပေးနိုင်တဲ့အတွေးခေါ်တွေရှိတယ်မသိရင်သိအောင်သင်ပေးမဲ့သူတွေရှိတယ်လမ်းပြပေးမဲ့သူတွေရှိတယ်အောင်မြင်အောင်ဆွဲခေါ်ပေးမဲ့သူတွေရှိတယ်ဒါဆိုကိုယ့်ရဲ့အတွေးခေါ်နဲ့ဒီနေ့နေသားကအတွေးခေါ်တူညီလားမတူညီဘူးဒါကြောင့်တို့ကရည်ရွယ်ချက်ချင်းမတူတဲ့အခါမှာဘဝဆိုတာပြောင်းလဲတဲ့နေရာဒီပြောင်းလဲသလိုမပြောင်းလဲတဲ့နေရာဒီမပြောင်းလဲဘူးဒါဆိုကိုယ့်ဘဝပြောင်းလဲပေးနိုင်တာဘယ်မှာလဲ successful စီးပွားရေးပဲဟုတ်တယ်နော်ဒါကြောင့်ဒီနေ့နောက်ဆုံးနော်တခုမှဒီနေ့တို့ကကံကြောင့်မင်းစင်းရဲနေတာမဟုတ်ဘူးတဲ့မင်းရဲ့ယုံကြည်မှုကြောင့်နော်မင်းရဲ့ယုံကြည်မှုကြောင့်မင်းစင်းရဲနေတာအဒီတော်ပြီငါနေစားမှာပဲတော်ပြီရတာလေးနဲ့ပဲကျေနပ်တယ်ငါလစဉ်အိမ်လဲပေးနိုင်နေတာပဲနော်ငါလဲစားနိုင်နေတာပဲငါသုံးနိုင်နေတာပဲဘာတော်ပြီငါနေစားမှာပဲနေမယ်နေစားအတငယ်ချင်းတွေမခွဲနိုင်ဘူးချစ်တာအရင်နော်ချစ်တာအမလေးငါသူများရှိသွားမယ်ဆိုရင်ငါအဝတ်စားတွေလဲဝယ်ရမယ်မလေးငါ့ကိုလူတို့ကနှိမ်မှာငါ့ကိုသူတို့ကခေါ်မှာမဟုတ်ဘူးဆက်ဆက်မော်စီပွားကြီးမှာအဲ့လိုမျိုးမဟုတ်ဘူးလူတိုင်းကိုပြုပြင်ပြောင်းလဲပေးနိုင်လို့အတွေးခေါ်လဲပြုပြင်ပြောင်းလဲပေးနိုင်တယ်ဝတ်စားစင်မှုလဲပြုပြင်ပြောင်းလဲပေးနိုင်တယ်အသွားအလာအနေအထိုင်အမှုအရာအကုန်လုံးအကျင့်တွေကစမကောင်းတဲ့အရာကိုကောင်းအောင်လမ်းပြပေးနိုင်တာဆက်ဆက်မော်ရှိတယ်နော်ဒါကြောင့်ဒီနေ့ကိုယ့်ရဲ့ယုံကြည်မှုဆိုတာဒီငါဒီစီးပွားရေးကိုလုပ်ရင်ငါဘဝအောင်မြင်မယ်ပြောင်းလဲမယ်နေစားနားနိုင်မယ်ဒီနေ့ငါဘဝတစ်သက်လုံးချမ်းသာအောင်နေလို့ရတယ်ဒီနေ့ငါတည်သွားရင်တော့မှဒီစီးပွားရေးမှာအမွေပေးလို့ရတာဖြစ်တဲ့အတွက်ဒီစီးပွားရေးမှာငါစူးစမ်းရင်ငါဘဝအောင်မြင်နိုင်တယ်ဆိုတဲ့အတွေးကိုတွေးပြီးတော့စူးစမ်းခဲ့တာဖြစ်တဲ့အတွက်ဒီနေ့အန်တီဆက်ဆက်မော်စီးပွားရေးမှာအောင်မြင်ပြီးတော့အခုလိုမျိုးလူရှင်းမှာထွက်ပြီးပြောနိုင်တဲ့သူဖြစ်လာခဲ့ပါတယ်ရှင်ဒါကြောင့်နောက်ဆုံးပုံလေးနဲ့ပေါ့နော်ဒါအန်တီမျှဝေပေးခြင်းသေးတယ်နောက်ဆုံးမှဆိုလို့ရှိရင်နောက်ဆုံးပုံမှာဆိုဒါအန်တီပုံမရှိဘူးเนาะဒီတိုင်းပဲပြောသွားလိုက်မယ်
တို့ကဒီရွှေဆိုင်ကြီးတစ်ဆိုင်ရဲ့ဘေးနားမှာနော်ရွှေဆိုင်ကြီးတစ်ဆိုင်ရဲ့ဘေးနားမှာသူကအပင်နှစ်ပင်ပေါက်ရောက်နေပေါက်ရောက်တဲ့အခါမှာဓားဆိုင်တွေရှိတဲ့ဆိုင်ဓားတို့ကက်ကြီးတို့ကချွန်တို့အဲ့လိုမျိုးရှိတဲ့ဆိုင်ကနေပြီသူကဘာလုပ်လဲဆိုတော့ဓားစမ်းတာပေါ့ဓားဝယ်တဲ့လူကပြက်လားမပြက်လားခုတ်တော့အဲ့ဒီအပင်ကဓားခုတ်ရတွေများပြီးတော့အပင်ကသေးသွားရောရေလောင်းမဲ့လူမရှိဘူးပြုတ်ပြမဲ့သူမရှိဘူးပေါင်းတင်မဲ့လူမရှိဘူးเนาะအဲ့တော့အပင်ကသေးသွားတယ်ဒီနေ့ရွှေဆိုင်နားမှာရှိတဲ့အပင်ကြတော့သူကရေအများတန်းရေပို့လို့ရင်လောင်းတယ်ရွှေရည်တွေဆေးပြီးတော့ပို့တဲ့ပို့ရေတွေလောင်းတယ်လူအများလာပြီးတော့အပင်အောက်မှာနေတဲ့အကိုင်းအခက်တွေဝေစားပြီးတော့အပင်ကြီးကအများတန်းစိမ့်လန်းဆိုပြတဲ့ခါမှာအရိတ်လဲရတယ်လို့ဘယ်လိုကောမလဲအေးများတဲ့အရိတ်ကိုလည်းပေးနိုင်တယ်ငှက်တီတာရကိုင်ဆိုလဲပျော်ရွှင်ပြီးတော့အဲ့ဒီအပင်အောက်မှာရှိနေတဲ့ရွှေဆိုင်ကြီးကလည်းစားသုံးသူတွေပြည့်ပြီးတော့ရွှေဆိုင်ကြီးကအရင်ရောင်းကောင်းပြီးတစ်နေ့လက်မလဲအောင်ရောင်းရတယ်အဲ့တော့ပြောချင်တာဒီနေ့တို့အပင်ချင်းတူပါလျက်နဲ့တောင်မှနော်ကိုယ့်ရဲ့ဘဝကိုယ့်ရဲ့အတွေးကိုဒီနေရာမှာပဲနေမယ်ဒီနေရာမှာပဲဒီလိုမျိုးငါနေစားဥပမာနေစားနဲ့ဆက်မောလို့ပဲရှင်းကြည့်မယ်ဆိုရင်နေစားမှာနေသူများပြောတာဆိုတာသူများတိုက်ခိုက်တာသူများဝေဖန်တာရန်ဖြစ်တဲ့စကားများတဲ့တယောက်နဲ့တယောက်စိတ်စောင့်ချိတ်ပြီးဖြစ်မနေကြဘူးလားသူရည်သားငါလူငါရည်သားငါလူဟုတ်တယ်မလားဟဲ့ညီရဘာဖြစ်တယ်ငါဘာဖြစ်တယ်အော်ရန်နေဖြစ်ကြစကားတွေပဲဆောင်းလိုက်ချိတ်လိုက်ရန်နေဖြစ်လိုက်ဒီနေ့ဆက်မောစီးပွားရေးမှာရှောက်လာပြီတို့သူများရည်သားကိုလူကိုရည်သားကိုလူလုံးလို့ရလားတို့ကစီးနဲ့ကန်းနဲ့ဟုတ်တယ်မလားနီးစနစ်နဲ့ကြားတဲ့အခါမှာအတွေးခေါ်တွေလည်းပြောင်းလာသလိုဘာလို့မှလဲသူ့ရည်သားလောက်ကတော့ငါပတ်စံရှိအောင်လို့သူ့ရည်သားတဲ့သားတဲ့ဆယ်လီမှဂုံကြုံဖြိုးသွားယူလို့ရတာပေါ့နော်အဲ့ဒီလိုမျိုးအတွေးတွေနဲ့သူကဒီစီးပွားရေးမှာဒီမှာခုမှပုံလာတယ်နော်ဒါကြောင့်ဒီတို့တွေကအပင်ချင်းတူတာတောင်မှကိုနေတဲ့ကိုယ့်ရဲ့စိတ်အပေါ်မှာမူတည်တယ်ကိုယ်စိတ်ဒီငါဓားဆိုင်နားမှာနေမဲ့သူဓားစိတ်လိုပဲတို့နေစားမှာနေတဲ့အတွေးမျိုးပဲရောက်ပြီးတော့နေစားဘဝဘယ်တော့မှယုံမထွက်နိုင်နေစားမှာပဲနေရမှာဒီနေ့ဆက်မောရောက်လာတဲ့အပင်လိုပဲဒီအပင်ရွှေဆိုင်နားရောက်တော့ဘာဖြစ်လဲရွှေရည်တွေအလောင်းခံရပြီးအများအားစိမ့်လန်းဆိုပြေးပြီးတော့ကျေးလက်တာရကာတွေလူတွေကိုအရိတ်တွေပေးနိုင်တယ်ဒါကြောင့်ဒီနေ့တို့တွေဆက်မောစီးပွားရေးဝင်လာတဲ့သူများကိုလမ်းပြပေးနိုင်တဲ့သူအောင်မြင်အောင်ဆွဲခေါ်ပေးနိုင်တဲ့သူနော်မကောင်းတာတွေကိုကောင်းလာအောင်မတော်တာတွေကိုတော်လာအောင်စိတ်နေစိတ်ထားကစားအားလုံးကိုပြပြင်ပြောင်းလဲပေးနိုင်တာဒီဆက်မောစီးပွားရေးပဲဖြစ်ပါတယ်ဒါကြောင့်ဒီနေ့အန်တီဒီလိုမျိုးလူရှိသူရှိမှမထွက်ရဲဘူးမပြောရဲဘူးမလုပ်ရဲဘူးမကန်ရဲဘူးငါဖြစ်နိုင်ပါမလားငါလုံနိုင်ပါမလားလို့သာတွေးခဲ့ရင်ဒီနေ့ထိနေသားဘဝရုံထွက်နိုင်မှာမဟုတ်ဘူးဒါကြောင့်ဒီလိုမျိုးအပင်ကိုဥပမာယူပြီးအန်တီစူးစမ်းခဲ့တယ် apply မိပြတဲ့လမ်းညွှန်တဲ့အတိုင်းလိုက်ပြီးလှုပ်ဆောင်ခဲ့တယ်ရွှေပင်သားရွှေကြေးငွေပင်သားငွေကြေးဆိုလိုမျိုးဒီနေ့ကိုယ့်ရဲ့အတွေးခေါ်လေးကိုတစ်ချက်ပြောင်းလဲလိုက်တာနဲ့ကိုမှဒီနေ့ဒါကိုဘဝပါပြောင်းလဲလာတာဒီနေ့ဒါဘယ်လိုပြောမလဲကိုတိုင်းတစ်လ9000ဆိုတဲ့နော်ပလက်တီနမ်စုကိုလည်းရအောင်ယူနိုင်ခဲ့တာဖြစ်တယ်အန်တီရဲ့လက်အောက်မှာဆိုရင်လည်း brown silver gold ပလက်တီနမ်နော်ဒါပလဲရာထူးရှင် ruby ရာထူးရှင်ထိအန်တီမွေးထုတ်နိုင်ခဲ့ပါတယ်ရှင်နော်ဒါကြောင့်ဒီနေ့ကိုအသက်ကြီးနေပြီပညာမတတ်ဘူးဆိုပြီးလုံးလို့မရဘူးလို့မထင်နဲ့လူတိုင်းလုံးလို့ရတယ်လို့ပြောချင်ပါတယ်ရှင်အားလုံးပဲမင်္ဂလာပါနေ့ရန်နံပါတ်တော်တဲ့ MD လီဒါကြီးကိုလည်းအန်တီကမက်ခွက်ကလေးပြန်အပ်ပါတယ်ရှင်လက်ခုပ်တာလေးတက်ကလက်ခုပ်တာလေးတီးပါဦးကဲဘလို့လဲရိုးအားတာအခုဆိုလို့ရှိရင်ဟုတ်လားအများကလေးစားအားကြနေတဲ့သူတူဖြစ်မလာဘူးလားခင်ဗျဘာကြောင့်မလို့သူ့လိုမျိုးရိုးတဲ့သူတောင်မှဒီစီးပွားရေးမှာလှုပ်လို့ရတယ်ဆိုရင်ဒီတွေကမိတ်ဆွေတွေကလှုပ်လို့မနိုင်ဘူးလားလှုပ်နိုင်တယ်ဟောလှုပ်နိုင်တဲ့သူတိုင်းကျွန်တော်တို့တစ်လောက်ထိုင်းပေါင်ဝင်9000ရရှိမှာဖြစ်ပါတယ်ဒါဆိုရင်နောက်တစ်ပတ်ကျရင်ကိုယ့်ရဲ့လူသစ်တွေကိုယ့်ရဲ့အသင်းဝင်တွေပါဒီခမ်းမထဲမှာအဲ့လိုမျိုးနော်ရရှိအောင်ကျွန်တော်အတွေးခေါ်တွေပြောပေးတာကိုလိုချင်လားလိုချင်တယ်ဆိုကိုယ့်ရဲ့အဖွဲ့သားတွေကိုများခေါ်လာခဲ့ပါလို့နော်ဟုတ်ပါပြီဒါဆိုရင်ဒီနေ့အစီအစဉ်ကတော့ဒီမှာပဲပြီးဆုံးပါပြီလို့နော်အောက်မှာ update လုပ်ရင်လည်းလုပ်လို့ရပါတယ်အားလုံးပဲမင်္ဂလာနေ့လည်ခင်းလေးပါခင်ဗျာ Subscribe to my channel.